ဒီနေ့တော့ဒီကအမျိုးသားသူကြီးတွေမှားလေးတွေချွေကျင်နေပေါ့နော်ဒီကိုနိုင်ကလည်းသားလေးတွေမူထားတဲ့မိအိဖြစ်တဲ့အတွက်ကြောင့်အမျိုးသားလေးကိုဒီကဘလူးမက်ဆေ့မျိုးပေးချင်တာလို့ဆိုတော့မျိုးသားတွေကလည်းအိမ်တော်တစ်ခုပြုံးတော့မယ်ဆိုရင်ဒီချာသုံးသက်ပြီးမှစင်ကျင်ပြီးမှမိန်းကလေးတယောက်ရဲ့ nature တွေ character တွေနော်စိတ်ကြီးစိတ်ထားတွေကိုတိတိကျကျကြည့်ပြီးတော့မှလက်ထပ်ဖို့ဆုံးဖြတ်တဲ့မှာလေဘာဖြစ်လို့လဲဆိုတော့လေကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ခွန်အားနော်ကိုယ့်ရဲ့အချိန်သူတို့ကိုပေးရမှာကွာမိန်းကလေးတွေနဲ့မတူမိန်းကလေးတွေကယောက်ျားတွေလိုက်တယ်ဆိုတော့ယောက်ျားလောက်တော့အစင်သစ်ထိုင်ကြမယ်ဆိုပြီးသူတို့စိတ်ထဲမှာတွေးတာယောက်ျားလေးတွေကကြတော့ရှာကျွေးရမှာကွာတင့်တောင်းတင့်တယ်ထားရမှာအဲ့လိုအချိန်မျိုးမှလေအသုံးမကျတဲ့သိလားလက်မမြင်ကိုမမြင်မိန်းမလှရုံတစ်ခုလေးနဲ့ပဲဘာမှအရေးချင်းမရှိတဲ့မိန်းမတွေယူမိပြီဆိုတော့ရက်သွားပြီဖြစ်တတ်တယ်မိန်းမတွေကအတားကြီးတယ်သူတို့ကိုပဲယောက်ျားတွေကချစ်စေခြင်းနဲ့သူတို့ကိုပဲရှာကျွေးခြင်းနဲ့သူတို့ကိုပဲပတ်စံနေပြီးခြင်းနဲ့သူတို့ကိုပဲ surprise ကကြီးတွေအများကြီးပေးခြင်းနဲ့နော်အများကြီးပေးတာသူတို့ခံခြင်းနဲ့ငါ့ကြောက်ဘလို့နိုင်တာငါ့ကြောက်ဘလို့ချစ်တာသူတို့ဟိုနိုင်ကြတော့ဘာမှပြန်မပေးခြင်းတကယ်တော့လေတီရိုမြန်မာပြည်မှာရှိရလေတီရိုဒီဗုဒ္ဓဘာသာအယူနော်တော်လေးဝဝင်နေမိမတယ်ကြည့်လိုက်ရတော်တရားတို့ပြန်ကြည့်မိမတယောက်ဆိုတာလေကိုရရဲ့ကိုခင်မင်းကောင်းကိုနော်ဘုရားတဆူလိုလဲကိုကိုရမယ်ယောက်ျားပင်လန်းနေလားယောက်ျားခက်ခဲနေလားဘေးနာကနေကြည့်ပြီးအမျက်နှာကြီးမျက်နှာကဲကြည့်ပြီးတော့မိခင်တယောက်လိုလဲကာကွယ်စောက်ရှောက်ကမယ်နော်အမတယောက်လိုမျိုးလဲနှွေးထွတ်ရမယ်မိတ်ဆွေကောင်းတယောက်လိုလဲအကြံဉာဏ်နဲ့ပြီးနိုင်ရတယ်မိမတိတက်တဲ့ဇနီးမယားတယောက်အနေနဲ့လေနေရမယ်ယောက်ျားကိုနော်အကုန်လုံးယောက်ျားစီကတော့ကြိုးခြင်းဟင်းလည်းဆက်ကြိုးခြင်းအဝေးလည်းမလျှော့ပြီးခြင်းနော်ကိုရလိုမှုတစ်ခုပဲသူများယောက်ျားတွေကတော့လုပ်ပြီးရနှုတ်ကြတော့မလုပ်ဘူးကိုပြန်ကြည့်လေနော်မိမသားဆိုရင်ကိုယောက်ျားတွေဆိုအလှကြိုက်တယ်ဟုတ်တယ်နော်ကိုကအမြဲတမ်းတကူကြီးတကားရတန့်ရှင်းသက်ရဲ့လှပအောင်နေခြင်းရလေဒါယောက်ျားခွန်တက်စီတာပဲယောက်ျားတယောက်ရဲ့ဖုံးကန်ဆိုတာလေသူတို့ဘေးနာမိမကိုကြည့်လိုက်တယ်နဲ့သူတို့ရဲ့ဖုံးကန်ဘယ်လောက်ကြီးတယ်ဆိုတာသိတယ်နော်သူတို့ဘေးနာမိမစုပ်ပြတ်တတ်နေပြီဆိုတော့သိကြတယ်မင်းရဲ့ဖုံးကန်တော်တော်မကောင်းလို့ပဲဟုတ်တယ်နော်စုပ်ပြတ်တတ်နေတယ်ဆိုတဲ့အနေအထားမျိုးမှာတတိပြောတဲ့နံပါတ်1တစ်ချက်ကစိတ်ရင်းကိုပြောတာနော်မိမဆိုတာလေမိခင်စိတ်သက်ရှိပြီးသားအရေးတကြီးနဲ့ကိုယောက်ျားကိုအလိုက်တည်ရမယ်အဲ့မှာ relationship တွေကမြင်မှာပေါ့ယောက်ျားတွေရှိရပဲအခွင့်အရေးတွေဆွတ်တောင်းပြီးတော့ကိုကြတော့ပြင်းကြီးရွယ်အသုံးမကျထိုင်ဖြုံးသုံးနေတဲ့မိန်းမတွေနဲ့ရရင်သွားပြီဒီကတော့သားလေးတွေမျိုးကြတော့ကိုကြီးစားပါပဲကျေးဇူးတင်ပါတယ်ရှင်